တက်ပြီဒါတော့ကျွန်တော်တို့ရခိုင်ပြည်နယ်စစ်တွေမဟုတ်တော့ဗာ ရခိုင်ပြည်နယ်စစ်တွေမော်ဘူးတော်မောင်းတော့ပဲဗျာမောင်းတော့မှရှိတဲ့ကျွန်တော်ပင်ကလေးကမ်းခြေတစ်ခုမှာဝေလာ9တောင်ကန်းကန်နေဆိုလို့ကျွန်တော်ရေမကူးတတ်ပါဘူးဒါပေမဲ့ကျွန်တော်အကူတယောက်နဲ့ရေကူးပြီးတော့လာခဲ့တာပါအမတန်ကိုကြီးပါခင်ဗျာလက်ရှိကလည်းလက်ရှိကလည်းညလုံးနေကြတော့မှာကျွန်တော်ဗရင်ကလေးကတည်ပြီးတော့အကန်းအောင်မကတ်နေလဲဆိုတော့ကျွန်တော်သိကြတော့မသိဘူးပေါ့ဗျာအားလုံးပြန်ပြီးတော့ share ပါတယ်မျှဝေပါတယ်ကျွန်တော်ပင်လည်းလည်းဆက်ကြည့်ဒီပါနေအောင်ထုံးနေတော့တိတ်ပြီးတော့မရှင်းဘူးပေါ့ဗျာအားလုံး thank you ကျေးဇူးပါ